trader အဖြစ်နဲ့အတန်ဝေးဝမ်းကြောင်းပြုကျင်တဲ့သူတွေ Forest Smart Broker လာခဲ့ပါအဲ့ဒါမှကျွန်တော်တို့နောက်မကြခင်မှာเนาะ copy trader အဖြစ်နဲ့ဒီခုကျွန်တော်တို့ trader အဖြစ်နဲ့လည်းကျွန်တော်တို့ trader တွေခေါ်ပေးပါမယ်အရင်ကရှိတဲ့သူတွေကျွန်တော်တို့က scale ရှိတဲ့သူတွေအခုလို project ထောင်ပေးမယ် profit share အတွက်ကိုကျွန်တော်တို့ partner trader ညီကိုမောင်နှမတွေကိုမကြခင်မှာလည်းခေါ်ဖို့ရှိပါတယ်ကိုက trading ထဲမှာစနစ်တကျနဲ့ရောင်းဝယ်လုပ်တတ်တယ် trade တတ်တယ် business management တွေလည်းပိုင်နိုင်တယ်ကို့မှာ strategy လည်းရှိတယ်ဒီ system ကောင်းကောင်းလည်းရှိတယ်ဒါပေမဲ့ capital ကလုံလောက်မရှိနေရမျိုးပေါ့နော်အဲ့တော့အဲ့လို trader မျိုးတွေဆိုရင် Forest မှာ copy trader project ထောင်ပြီးတော့မှ income ရှာလို့ရတယ်အဲ့တော့ကိုကဘယ်လို copy trader project ထောင်မလဲဘယ်လိုဝင်ငွေရှာမလဲ trader တယောက်အဖြစ်နဲ့ income ဘယ်လိုရှာမလဲဆိုတာကိုဒီ video ကနေပြောပြပေးသွားမယ်အစားဆုံး like ကြည့်လို့ရပါတယ်ကျွန်တော်လည်းအခု project ထောင်ပြီးတော့ဒါဝင်ငွေရှာတော့မှာပေါ့ဗျာเนาะကျွန်တော်ကိုအတူတူ like trade ခြင်းနဲ့လုပ်ငန်းရှင်တွေညီကိုမောင်နှမတွေပါဝင်နေဆိုရင်လေကျွန်တော်အခုထောင်ထားတဲ့ကျွန်တော်ရဲ့ copy trade project မှာလာပြီးတော့ copy ယူလို့ရပါတယ် Forest Market ရောက်သွားပါပြီရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာဗျာ copy trading ဆိုတာကိုသွားရမယ်အဲ့လိုသွားပြီးတော့ကျွန်တော်က trader အဖြစ်နဲ့ဝင်ငွေရှာမှာအဲ့တော့ Forest မှာtrade တဲ့လူတွေ trader အဖြစ်ဝင်ငွေရှာခြင်းတဲ့လူတွေကဒီ Forest မှာ account သွားဖွင့်လိုက် classic account ပဲဖြစ်ဖြစ် pro account ပဲဖြစ်ဖြစ် zero spread account ပဲဖြစ်ဖြစ်ဖွင့်လိုက်သုံးလို့ရတဲ့ခုဖွင့်ပြီးပြီဆိုရင် verify နေပါတင်လိုက်တင်ပြီးပြီဆိုရင် copy trading ကိုသွားပြီးတော့ကိုက copy trader အဖြစ်ထောင်တော့မယ်ဒီမှာ copy trading နဲ့ပတ်သက်ပြီး agreement ပေါ့နော် copy trading system agreement ပါတယ်အဲ့ဒါကိုဖတ်ချင်နေဆိုဒီကောင်လေးကိုတော့နှိပ်လိုက်ဒီမှာအသေးစိတ်ဝင်ဖတ်လို့ရတယ်เนาะ okay သူကတခါတည်းဒီမှာ instruction ပြီးထားတယ်เนาะဒီ system ကိုဘယ်လို registration လုပ်မလဲမသိဘူးဆိုရင်လေဒီမှာဝင်ပြီးတော့နှိပ်လို့ရတယ်ဗျကျွန်တော် instruction ကိုဝင်လိုက်မယ်အဲ့ဒါဒီမှာဘယ်လိုမျိုးလုပ်ပါပေါ့เนาะ copy trader ဖြစ်ဘယ်လိုထောင်ပါဘယ်လိုထည့်ပါဒီမှာအသေးစိတ်လည်းဒီမှာเนาะ PDF file ဖြစ်တော့ကြည့်ပြီးတော့လုပ်လို့ရတယ်เนาะအဲ့ကျွန်တော်က agree တခါလေးလုပ်တော့မယ်ဆိုတော့ I agree ပေါ့เนาะဒီသူပေးထားတဲ့ term and condition တွေကိုလည်းသဘောတူရနားလေတယ်ပေါ့အဲ့ကျွန်တော်က role ရွေးရမယ်ကျွန်တော်ဒီ trader လုပ်မှာလားကျွန်တော်ဒီ investor လုပ်မှာအဲ့တော့ကျွန်တော်က trader လုပ်မှာဗျအဲ့တော့ကျွန်တော် trader ကိုရွေးလိုက်ပြီသူကဒီမှာဒီစဝင်လာရင် copy trading ရှိရယ်ပြီးတော့ကိုယ့်ရဲ့ဒီ subscriber တွေပေါ့เนาะ subscription ပေါ့เนาะဘယ်နှဦးပါအသေးစိတ်ဒီမှာကြည့်လို့ရမယ်ပြီးရင်ကိုယ့်ရဲ့ project ပြီးရင်ကိုယ့်ရဲ့ profileဒီမှာ live registration လုပ်ပြီးဆိုကျွန်တော် project name နဲ့အဲ့တော့ကျွန်တော် project name ကို FH King group ဆိုတော့ပေးလိုက်ပြီ language ကတော့ English လို့ပဲထားရမယ် who pay commission ကျွန်တော်တို့ဒီပတ်စံဘယ်သူပေးမှာလဲဆိုတော့ကျွန်တော်နဲ့သဘောတူပြီးကျွန်တော်သဘောကျလို့လာပြီးတော့ copy ကူးတဲ့ဒီ trader တွေ copy လာကူးတဲ့ investor တွေကကျွန်တော်ကိုပေးမှာเนาะကျွန်တော် trade တော့ပေါ့အဲ့တော့ commission တစ်ကြောင်းချင်းဒီမှာယူမှာလားဆိုတော့ကျွန်တော်မယူတော့ဘူး trade တဲ့သူကိုလုံးဝပတ်စံလဲကိုကမမြတ်ဘဲနဲ့ commission ယူရဆိုတာ fair မဖြစ်ဘူးဟုတ်တယ်နော်အဲ့ကျွန်တော်မယူတော့ဘူးအဲ့ profitable trade ကြတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က profitable trade ဒီမြတ်တဲ့ဟွာတွေကပဲယူမှာလား all trade ယူမှာလားဒီမှာတခါ profit sharing ပေါ့နော်ရာခိုင်နှုန်းနဲ့ profit sharing ယူမှာလားဒါမှမဟုတ် daily commission ယူမှာအကုန်ယူခြင်းလည်းရတယ်ဒါပေမဲ့ကျွန်တော်က fair ဖြစ်အောင် investor တွေကျွန်တော်စီမှာအခုcopy trade ဖြစ်ကူးကျင်တဲ့သူတွေလာလို့ရပြီเนาะဒီငောင်းတင်ခါလေးပါလေးရအဲကျွန်တော်ဘယ်လောက်ရာခိုင်နှုန်းပဲယူမှာလဲဆိုရင်ကျွန်တော်40ရာခိုင်နှုန်းပဲယူမှာပါเนาะဒီမှာ40ရာခိုင်နှုန်း profit share daily commission တွေဘာမှမယူတော့မဟုတ်ဆိုကျွန်တော် daily commission ထည့်ထားရင်မြန် trade မ trade trader ရဲ့ account တွေကကျွန်တော်စီလာပြီးပတ်စံရနေပါเนาะအဲ့တော့ကျွန်တော်ကတော့ဒီမှာ 40% အဖြစ်ပဲယူလိုက်မယ်ကိုက commission ယူခြင်း commission ယူ all trade ပေါ်မှာထည့်ယူခြင်းယူတော့เนาะပြီးတော့ register လုပ်ပါပြီ register successful ဖြစ်သွားပြီကျွန်တော် account ကတော့ okay သွားပြီ project အောင်သွားပါပြီ continue ပါကျွန်တော်တို့ project ကတော့ထောင်ပြီးသွားပြီအဆင်ပြေပြီအောင်မြင်သွားအဲ့တော့ဒီမှာ trader description မှာကိုကဒီမှာရေးချင်တယ်ဆိုလို့ရှိရင်ကိုကเนาะကိုယ့်ရဲ့ description လေးရေးလို့ရမယ်ပေါ့ဗျာเนาะ copy intent မှာ commission ဘာမှမယူထားဘူးcommission ဒီ trade ပေါ်မှာလည်း profitable trade ပေါ်မှာလည်းမယူထားဘူးဘယ် low ဘယ်ပေါ်မှာမှမယူထားဘူး profit share ပဲမြက်လာမှာ profit share ရမှာညက်ဘူးဆိုရင် share စရာမလိုဘူးဘာမှဘူးเนาะအဲ့တော့အဲ့မြက်လာတဲ့ပေါ်မှာ40ရာခိုင်နှုန်း share ပေါ့เนาะအဲ့ဒါ auto ကျွန်တော် account တွေကိုဝင်လာမှာကျွန်တော် copy ယူရဲလို့ရစီရဟာအဲ့တော့ဒီမှာကျွန်တော် Forest Smart Broker မှာဖြစ်တယ်အခုမှစထောင်လိုက်ပြီဆိုတော့ active follower 0ပါ
ဒီမှာ follower တွေတောက်လျှောက်ကျွန်တော်ကိုပို့မယ်ဆိုရင်ဒါမှတောက်လျှောက်တက်လာမှာပါဒီနေ့ကနေစပြီးထောင်ပြီးဆိုတော့ကျွန်တော်နောက်ရက်လာပြီးတော့ copy ကူးလို့ရပါပြီเนาะဆိုတော့ account number ကဒီမှာ account number forest မှာ classic account ကျွန်တော်ရဲ့ project name ပါတယ် account name ပဲပါတယ်ပြီးတော့ကျွန်တော်ဒီမှာဒီ check လက်တွေကတော့မပေါ်ပြထားရတော့မပေါ်ဘူးပေါ်ပြချင်တော့ပေါ်ပြလို့ရမယ်အခုကမှစပြီးတော့ copy trade ကိုတင်လိုက်ပြီဖြစ်တဲ့အတွက်နောက်ရက်မှာကျွန်တော် open trade ဘယ်လောက်လဲ total trade ဘယ်လောက်လဲ balance ဘယ်လောက်တိုးလာလဲ total balance ဘယ်လောက်အသေးစိတ်ဒီမှာထပ်မြင်ရမယ်ပေါ့နော်ဆိုတော့ဒီမှာ daily profit ကဘယ်လောက် weekly profit ကဘယ်လောက်ကျွန်တော်ရဲ့ monthly profit ကဘယ်လောက်အဲ့ဒါကြီးကအစားပါမယ်မြင်ရမယ်အောက်မှာတော့ graph နဲ့ပြန်မြင်ရမှာပေါ့လေကျွန်တော် project ကတော့အောင်မြင်သွားပြီအဲ့တော့ okay အဲ့တော့ကျွန်တော်ကူးကျင်တဲ့သူတွေက investor အဖြစ်နဲ့တွားကြည့်ပြီးတော့ကူးလို့ရတယ်ပေါ့နော်အဲ့တော့ copy trader အဖြစ်နဲ့ခုလို project ထောင်ပြီးတော့မှပတ်စံရှာခြင်းနဲ့ဆိုရင် forest မှာပထမအဆင့် account ဖွင့်ဒုတိယအဆင့် KYC အောင်လုပ်တတိယအဆင့်ကိုကဒေါ်လာ50ပဲဖြစ်ဖြစ်ဒေါ်လာ100ပဲဖြစ်ဖြစ်ကျွန်တော်ကတော့အကြံပေးတာတော့ဒေါ်လာ300 500လောက်ကနေကိုက copy trader အဖြစ်နဲ့ကိုပတ်စံကိုထည့်လိုက်ကိုအကောင့်ကိုသေချာစနစ်တကျ trade project ဖြစ်ထောင်ထားလိုက်เนาะအဲ့ဒါဆိုရင်အဲ့မှာစိတ်ဝင်စားပြီးတော့ကို trader ကိုကြိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကကို subscribe copy လာကူးတာနဲ့ကိုစီကိုဒါကို trade ကနေရတာရဲ့အမြဲ 40% ကဝင်ပြီเนาะအဲ့တော့ကိုက300ပဲဆိုရင်မဲ့ကိုစီကိုဒေါ်လာ3000နဲ့ investor လေးရောက်လာနိုင်တယ်ဒေါ်လာ3သိန်းနဲ့ investor လေးရောက်နိုင်တယ်ပြီးတော့ကိုကတယောက်တည်းက300ဆိုရင်ကိုလူ10ယောက်လောက်ကလာ trade မယ်ဆိုရင်ကိုရဲ့ trade ပေါ်သူက3000 5000အားဖြစ်သွားတယ်အဲ့တော့300ပဲလို့100ပဲလို့ကိုမတွေးနဲ့ကိုကအကောင်းဆုံး trade ကိုစနစ်တကျ risk management နဲ့ဒီတေချာလေး strategy system ကိုအမြတ်ရအောင်တစ်လောက်5 to 20% လောက်အမြတ်ရအောင် trade နိုင်တယ်ဆိုရင်ကိုဒါ investor လာကူးတဲ့လူတွေကတေချာပေါက်ပေါ်ထွန်းလာမှာပဲထွက်လာမှာအဲ့တော့လာကူးတဲ့လူတွေလည်းအကျိုးရှိမယ်ကိုလည်း trader ကိုအကောင့်ပေးတယ်ဆိုပြီးမှအဲ့ကနေခုန profit share ရနေနေဆိုရင်ကိုရဲ့ trade ဒါဘဝနဲ့အတန်ဝေးဝမ်းကြောင်းကို trade ပညာနဲ့အတန်ဝေးဝမ်းကြောင်းပြုလို့ရမယ်အဲ့တော့ trader အဖြစ်နဲ့အတန်ဝေးဝမ်းကြောင်းပြုကျင်တဲ့လူတွေ forest mark broker လာခဲ့ပါအဲ့ဒါအောင်မှကျွန်တော်တို့နောက်မကြခင်မှာเนาะ copy trader အဖြစ်နဲ့ဒီခုကျွန်တော်တို့ trader အဖြစ်နဲ့လည်းကျွန်တော်တို့ trader တွေခေါ်ပေးပါမယ်အရင်ရှိရတဲ့သူတွေကျွန်တော်တို့က scale ရှိရတဲ့သူတွေအခုလို project ထောင်ပေးမယ် profit share တို့ကိုကျွန်တော်တို့ partner trader ညီကိုမောင်နှမတွေကိုမကြရင်မှလည်းခေါ်ဖို့ရှိပါတယ်အဲ့တော့ကျွန်တော်လိုပဲအခု copy trader project အဖြစ်ထောင်ခြင်းတဲ့ညီကိုမောင်နှမတွေရှိရင်အခုပဲစလုပ်လိုက်ပါအခုဒီ video တွေကအတိုင်းပါဆိုတော့ see you တက်တာပါနောက်ရက်မှာပြန်ဆုံးပါမယ်အဲ့တော့ကျွန်တော် trade ကိုလာကူးခြင်းတဲ့သူတွေကဘယ်လိုကူးရမလဲဆိုတော့နောက် video မှာကျွန်တော်ညွှန်ပေးပါမယ် see you ပါ